안녕하세요 여러분. ဒီနေ့မှာတော့ကိုရီးယားဘာသာစကားရဲ့အခြေခံအကျဆုံးအချက်ဖြစ်တဲ့အခြေခံပြီး14လုံးကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။ကိုရီးယားဘာသာစကားကိုဟန်ဂူလို့ခေါ်ရဲပေါ့နော်။ဒီဟန်ဂူနဲ့ပတ်သက်ပြီးတော့ဗဟုသုတလေးအနည်းငယ်ကိုပြောပြမယ်နော်။ဒီဟန်ဂူကဘယ်လိုပေါ်ပေါက်လာတာလဲဆိုလို့ရှိရင်တဲ့ကိုရီးယားနိုင်ငံရဲ့ဂျိုဆွန်းခေတ်အစောပိုင်းကာလပေါ်တနည်းအားဖြင့်ပြောရရင်တော့15ရာစုမှာတော့ဒီဆယ်ကျုံးဘုရင်ကြီးကပေါ့ကိုရီးယားနိုင်ငံမှာဟန်ဂျာလို့ခေါ်တဲ့တရုတ်စာတွေကိုပဲအသုံးပြုနေကြပြီးတော့တဲ့အလုပ်သမားတွေလေသမားတွေအမျိုးသမီးတွေအစရှိတဲ့ဖြင့်ပေါ့အလူများစုအတွက်ဒီစာရေးတဲ့ဖတ်တဲ့ဘွဲ့ကအလွန်အင်မတန်ကိုခက်ခဲခဲ့ရပေါ့အဲ့ဒါကိုနားလေတဲ့ဆယ်ကျုံးဘုရင်ကြီးကတဲ့ပြည်သူတွေအားလုံးစာကိုရေးတတ်ရမယ်ဖတ်တတ်ရမယ်လို့စိတ်ကူးပြီးတော့တဲ့ဂျီဖြွန်ဂျွန်လို့ခေါ်တဲ့ပညာရှင်အဖွဲ့နဲ့အတူတူတဲ့နှစ်ပေါင်းများစွာသုတေသနတွေလုပ်ပြီးတဲ့နောက်မှာတော့တဲ့1443ခုနှစ်မှာဟန်ဂူကိုတည်ထောင်ခဲ့ပြီးတော့1446ခုနှစ်မှာဟွန်းမီချုံငွန်းလို့ခေါ်တဲ့စာအုပ်နဲ့အတူဒီဟန်ဂူတွေကိုတရားဝင်ကြေညာပြီးတော့ပြည်သူတွေကိုဒီလိုပြောစီခဲ့ရပေါ့နော်ဒီဟန်ဂူကိုမိတ်ဆက်ပေးခဲ့ရပေါ့အစောပိုင်းမှာတော့ဒီအထက်တန်းလာလူတန်းစားတွေကဒီဟန်ဂူကိုတိတ်ပြီးတော့အသုံးမပြုဘူးပေါ့ဒါပေမဲ့နောက်ပိုင်းမှာတော့ပြည်သူအများစုကလက်ခံအသုံးပြုလာကြတဲ့အတွက်အချိန်ကြာလာတဲ့နဲ့အများဒီဟန်ဂူကကိုရီးယားလူမျိုးတွေရဲ့ဘာသာစကားတည်းရဖြစ်လာခဲ့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီကိုရီးယားဘာသာစကားရဲ့အခြေခံကြတဲ့ဖြည်း14လုံးကိုဒီနေ့မှာတော့ပြပြပေးသွားမယ်ပေါ့နော်ဗီဒီယိုကိုဆက်ပြီးတော့လေ့လာကြည့်လိုက်ကြရအောင်ကိုရီးယားဘာသာစကားမှာဆိုရင်အခြေခံအနေနဲ့ဖြည်း14လုံးရှိရဲ့တဲ့ဒီအခြေခံဖြည်း14လုံးကိုမြန်မာလိုလွယ်တကူမှတ်ရအောင်ပေါ့နော်ဒီလိုခါနာဓာလအစရှိတဲ့ဖြင့်မြန်မာလိုပြောပြပေးထားရပေါ့နော်အဲ့ဒီတော့ဒီနေရာလေးမှာရေးပြမယ်နော်ဒီနေရာလေးမှာတခြားလေးရေးပြမယ်သူ့ရဲ့ရေးနည်းကအရန်ကိုလည်းကိုရပေါ့ကိုရီးယားဘာသာစကားမှာဆိုရင်ရေးနည်းကဘယ်လိုသွားရလဲဆိုလို့ရှိရင်ဘယ်ကနေပြီးတော့ညာကိုသွားရဲပြီးရင်အပေါ်ကနေအောက်ကိုသွားရဲအဲ့ဒါကိုရီးယားဘာသာစကားရဲ့အခြေခံရေးနည်းလို့မှတ်ထားလို့ရပါတယ်နောက်ထပ်တစ်လုံးလာမယ်နောက်ထပ်တစ်လုံးကတော့ဒီစလုံးလေးသူ့ကိုမြန်မာလိုနလို့မှတ်ထားလို့ရပါတယ်နောက်ကိုရေးပြမယ်နော်နောက်ထပ်တစ်လုံးရှိရဲဒီဟာလေးပါတယ်ဒါလေးကတော့ဒါမြန်မာလိုသူ့ကိုဒါလို့မှတ်ထားလို့ရပါတယ်။ဒါရင်းကြီးကိုတစ်ချက်ပြန်ရေးပြမယ်နော်။ဒါလေးကတော့ဒါဖြစ်ပါတယ်။ဟုတ်ပြီနောက်ထပ်တစ်ခုလာမယ်ဒီစလုံးလေးကိုတော့လလို့မှတ်ထားလို့ရပါတယ်။လရဲ့ရင်းကြီးကိုရေးပြမယ်နော်။အားတော့လဖြစ်ပါတယ်။တစ်လုံးလာမယ်ဒါလေးဖြစ်ပါတယ်။ဒီစလုံးလေးကတော့သူ့ကိုမလို့ခေါ်ရပေါ့နော်။မရဲ့ရင်းကြီးကတော့ဒီလိုလေးပေါ့နော်နောက်ထပ်တစ်လုံးလာမယ်ဒီစလုံးလေးဖြစ်ပါတယ်သူ့ကိုမြန်မာလိုဘာလို့မှတ်ထားလို့ရပါတယ်ဘာဖြစ်ပါတယ်ဘာရဲ့ရင်းကြီးကတော့ဒီလိုလေးရေးရပေါ့နော်ဒါကတော့ဘာလို့ခေါ်ပါတယ်ခုလာမယ်ဒီစလုံးလေးကိုတော့စလို့မှတ်ထားလို့ရပါတယ်မြန်မာစာမှာဆိုလို့ရှိရင်စာလုံးရဲ့စလင်ရဲ့ကိုခွဲရေးတယ်လို့ပဲဒီမှာဆိုလို့ရှိရင်ကိုရီးယားဘာသာစကားမှာဆိုရင်လည်းစာလုံးရဲ့စလင်ရဲ့ကိုခွဲခြားပြီးတော့အသုံးပြုရပေါ့နော်အခုကျောင်းသားတွေမြင်နေရတဲ့စလုံးလေးကိုတော့စလင်းလို့ခေါ်ရပေါ့နော်စရဲ့ရင်းနှီးလေးကိုရေးပြမယ်နော်ဒါကတော့စဖြစ်ပါတယ်နောက်ထပ်တစ်လုံးလာမယ်ဒီစကလုံးလေးသူကတော့ပေါ့နော်သူ့ကိုတော့လို့ခေါ်ပါတယ်ကိုဘယ်လိုရေးရမလဲဆိုရင်ပေါ့နော်ဒါလေးကတော့ဖြစ်ပါတယ်ပြီးရင်ဒီစလုံးလေးသူ့ကိုတော့မြန်မာလိုအနေနဲ့ဂျလို့မှတ်ရမယ်ပေါ့နော်ဂျမြန်မာအခရာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာပေါ့နော်ကငရပင်ဂျဆိုတာကိုရီးယားဘာသာစကားရဲ့ဒီဘီပေါ့နော်ဘီသူ့ကိုတော့ဂျလို့မှတ်ထားရမယ်ပေါ့နော်ဂျရဲ့ရင်းနှီးလေးကိုရေးပြမယ်နော်ဒီချလိုက်ကြည့်ပါဒါကတော့ဂျရင်းနှီးဖြစ်ပါတယ်ဂျဟုတ်ပြီနောက်ထပ်တစ်လုံးလာမယ်သူကတော့ချကိုရေးတဲ့အခါမှာဘယ်လိုရေးရလဲဆိုရင်တော့ချပေါ့နော်ချဟုတ်ပြီချပြီးလို့ရှိရင်နောက်ထပ်လာမယ်ဒီစကားလုံးလေးကတော့သူ့ကိုတော့ခလို့ခေါ်ရပေါ့နော်ခရင်းနီးလေးရေးပြပါမယ်အဲ့တော့ခဖြစ်ပါတယ်ခပြီးရင်နောက်ထပ်ဒီစကားလုံးလေးကိုတော့မြန်မာလိုထလို့မှတ်ထားရမယ်ပေါ့နော်သူကတော့
ဒါကတော့ထရင်းကြီးဖြစ်ပါတယ်ထဟုတ်ပြီထပြီးရင်နောက်ထပ်တစ်လုံးလာမယ်ဒီစကားလုံးလေးသူ့ကိုတော့ဖလို့မြန်မာလိုမှတ်ထားလို့ရမယ်ပေါ့နော်ဖကိုရေးပြပါမယ်ဒါကတော့ဖရင်းကြီးဖြစ်ပါတယ်ဖဟုတ်ပြီဖပြီးရင်နောက်ဆုံးစကားလုံးလေးဒါလေးကိုတော့ဟလို့ခေါ်ပါတယ်သူကတော့ဟရေးနီးဖြစ်တယ်ပေါ့နော်ရေးနီးနဲ့ဒီစလုံး14လုံးရဲ့ရေးနီးနဲ့အတန်ထောက်ကိုတည်တည်ချာချာလိုက်ပြီးတော့တည်ချာချာလေ့ကျင့်မယ်ဆိုလို့ရှိရင်ဒါကိုရီးယားဘာသာစကားရဲ့အခြေခံကြတဲ့အချက်တွေတစ်ချက်ကိုလွယ်လွယ်ကူကူတက်မြောက်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ကိုရီးယားဘာသာရဲ့အခြေခံပြီး14လုံးကိုတင်လို့ပြီးပြီပေါ့နော်အဲ့တော့ပထမဦးဆုံးစလုံးကနေစပြီးတော့နောက်ဆုံးအလုံးဒီ14လုံးကိုစုကြည့်ရအောင်နော်ခနာဒါလာမဘာစာအာချာချာခထာဖာဟဆိုဒါကတော့ကိုရီးယားဘာသာရဲ့အခြေခံကြတဲ့ဘီ14လုံးဖြစ်တယ်ပေါ့နော်ဒီဘီ14လုံးကိုတန်းကျင်ရေးတတ်ပြီးဒီဘီ14လုံးကိုမှတ်မိပြီဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုကိုထပ်ပြီးတော့လေ့လာလို့ရပြီပေါ့နော်နောက်ထပ်ဗီဒီယိုမှာတော့ဒီအခြေခံဘီ14လုံးကိုပေါင်းဆက်ပြီးမှရလာတဲ့ပေါင်းဆက်ပြီး5လုံးကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုကိုစောင့်ကြည့်ဖို့တော့မြစ်တာရက်ခံချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့ပေါင်းဆက်ပြီး5လုံးနဲ့စုစုပေါင်းအခြေခံပြီး14လုံးနဲ့ပေါင်းဆက်ပြီး5လုံးနဲ့19လုံးကိုနောက်ဗီဒီယိုမှာစုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကျောင်းသားတွေအားလုံးနောက်ဗီဒီယိုကိုကြည့်ရှုပေးဖို့အတွက်မြစ်တာရက်ခံချင်ပါတယ်။ဒီနေ့တော့ကိုရီးယားဘာသာစကားရဲ့အခြေခံပြီး14လုံးကိုဒီလောက်နဲ့ပဲအပြီးတက်လိုက်ပါတော့မယ်ရှင်။နောက်ဗီဒီယိုကိုဆက်လက်ဆောင်ကြည့်ပြီးတော့ဒီ YouTube channel ကိုလည်း subscribe လုပ်ထားဖို့ရအတွက်ဖိတ်ခေါ်လိုက်ပါတယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ပထမဦးဆုံးစလုပ်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတွေပါခဲ့လို့ရှိရင်လည်းဝေဖန်ပြီးတော့အကြံပြုပေးလို့ရပါတယ်။လိုအပ်ချက်ရှိရင်လည်းဘယ်နေရာမှာလိုအပ်ချက်ရှိရဲဆိုတာလေးပြောပြပေးခဲ့လို့ရပါတယ်။သိချင်တာလေးတွေရှိရင်လည်းကွန်မန့်မှာချက်ထားပေးခဲ့ပါရှင်။ဗီဒီယိုနဲ့တခြားလေးရှင်းပြပေးမယ်ပေါ့နော်။ကြည့်ရှုပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။